ဒီနေ့တငယ်ချင်းရဲ့ကောင်းထဲမှာဖိအားမျိုးကြောင့်ရှုပ်ထွေးမှုတွေရှိနေပြီလားဒါဆိုရင်တော့အချိန်10မိနစ်ပြည့်ရုံနဲ့ဖြည့်ရှင်းနိုင်မယ့်နည်းလေးရှိပါတယ်နော်ဒီနည်းလေးသိသွားတာနဲ့တငယ်ချင်းရဲ့စိတ်ထဲမှာရှိနေတဲ့ရှုပ်ထွေးမှုအလုံးကိုဖြည့်ရှင်းနိုင်သွားမှာပါဒါဆိုရင်တော့အခုပဲဒီနည်းလေးကိုအတူတူသွားကြည့်လိုက်ကြရအောင်နော်အားလုံးပဲမင်္ဂလာပါ Infocast မှာကြိုဆိုပါရစေဒီမှာဆက်ရှုပ်စရာတွေကြောင့်ဘာလို့ရမှန်းမသိဖြစ်နေတာလားဒါဆိုရင်တော့ဒီ podcast လေးဟာတငယ်ချင်းတို့တော့ပါနော်ဒီနေ့ကလူငယ်တော်တော်များများကစာမေးပွဲတွေကြောင့်အလုပ်အကိုင်းကြောင့်ပေါင်းသင်းဆက်ဆံရေးတွေကြောင့်စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေများနေတတ်ပါတယ်တခါတလေမှဆိုအုံနောက်ထဲမှာကစားတယ်အလုပ်တွေအတွေးတွေစိုးရိမ်မှုတွေနဲ့ပြည့်နေပြီးဘာဆက်လုပ်ရမှန်းမသိတော့အောင်ပဲလမ်းပြောင်းနေတာမျိုးတွေတော့ဖြစ်နေနိုင်ပါတယ်နော်ဒါဆိုရင်တော့အချိန်10မိနစ်ပဲပြီးပြီးဒီပြဿနာကိုဖြေရှင်းလိုက်လို့ရပါတယ်ဒီနည်းလေးကတော့10မိနစ်တာအုံနောက်တန်းစင်ခြင်းနည်းလေးပါဒီနည်းကအချိန်ကုန်တက်တာစေပြီးတော့မှတငယ်ချင်းရဲ့ဘဝတသက်တာလုံးမှာအသုံးဝင်နေစေမဲ့စကီတစ်ခုဆိုလဲမမှားပါဘူးနော်ဒါဆိုရင်ဒီ10မိနစ်တာအုံနောက်တန်းစင်ခြင်းနည်းလေးကိုစလိုက်ကြမယ်အရင်ဆုံးတငယ်ချင်းရဲ့ဖုန်းမှာတစ်ဆင့် note app ကိုဖွင့်လိုက်ပါဒါမှမဟုတ်လို့ရှိရင်လည်းစာအုပ်နဲ့ပေါ်ပင်ကိုယူပါပြီးရင်တော့ဖုန်းထဲမှာ10မိနစ်အလံပေးထားလိုက်ပါဒီ10မိနစ်အတွင်းမှာပဲတငယ်ချင်းရဲ့အတွေးမှန်သမျှကိုခြာရေးပါအဲ့ဒီလိုရင်းနေတဲ့ချိန်မှာတော့ဝက်ကြတိစောက်ပုံနဲ့စာလုံးပေါင်းမှားတွေကိုဂရုစိုက်စရာမလိုပါဘူးနော်စာကြောင်းကရုပ်တိရှိတာမရှိတာကိုလည်းစဉ်းစားနေစရာမလိုပါဘူးဒီ10မိနစ်အတွင်းမှာကတငယ်ချင်းရဲ့အတွေးမှန်သမျှကိုခြာရေးနေဖို့ပဲလိုတာပါအကယ်၍တငယ်ချင်းကဘာရေးရမှန်းမသိရင်တော့ဒီလိုလေးတွေရေးကြည့်လို့ရပါတယ်နော်ဥပမာတငယ်ချင်းရဲ့ပြဿနာစိုးရင်စရာကဘာလဲတငယ်ချင်းကဘယ်လိုခံစားနေရတာလဲဘာကြောင့်ဒီလိုခံစားနေရတာလဲတငယ်ချင်းကဘာလုပ်နိုင်လဲဆိုတဲ့ຢာမျိုးလေးခြာရေးကြည့်လို့ရပါတယ်နော်နောက်ဆုံးစဉ်းစားမရတော့ရင်တော့ဘာရေးရမှန်းမသိဘူးဟုခြာရေးလိုက်လို့ရပါတယ်အဓိကဒီ10မိနစ်အတွင်းမှာရေးနေဖို့ပဲလိုတာပါနော်10မိနစ်ပြည့်ရင်တော့ရေးတာတွေကိုရှင်းလိုက်လို့ရပါပြီပြီးသွားရင်တော့နောက်တစ်ဆင့်ကရေးထားတာတွေကိုပြန်ဖတ်ကြည့်ပါတေချာပြန်ဖတ်ပြီးသွားရင်တော့နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအရာတစ်ခုကိုရွေးရမှာပါတငယ်ချင်းရေးထားတဲ့အရာတွေကအရေးကြီးဆုံးအရာတစ်ခုကိုရွေးပြီးစတင်ရမှာပါဒီလိုရေးလိုက်ခြင်းအပြင်ပြဿနာတွေကိုစာလုံးတွေအဖြစ်မြင်လာတဲ့အခါမှာတော့အုံနောက်ထဲမှာရှိနေတဲ့ရှုပ်ထွေးမှုတွေကကြည်လင်သွားစေနိုင်ပါတယ်ပြီးရင်တော့အဖြေတစ်ခုထွက်လာမှတော့အသေးချပါပဲဒါကြောင့်တငယ်ချင်းကစိတ်ရှုပ်ထွေးမှုတွေနဲ့ကြုံလာတဲ့အခါမှာတော့ဒီနည်းလမ်းလေးကိုအသုံးပြုပြီးတော့မှအဖြေရှာလို့ရပါတယ်နော်ကျမကိုယ်တိုင်လည်းအလုပ်ကြောင့်ဖြစ်စေပေါင်းသင်းဆက်ဆံရေးကြောင့်ဖြစ်စေငွေရေးကြေးရေးအခြေအနေတွေကြောင့်ပဲဖြစ်စေစိတ်ဖိစီးမှုတွေအတွေးတွေများလာတဲ့အခါမျိုးမှာတော့ဒီ10မိနစ်တာအုံနောက်တန်းစင်ခြင်းတွေကိုအသုံးပြုပြီးတော့မှဖြည့်ရှင်းနေသူတယောက်ပါဒီနည်းလမ်းလေးကစိတ်ဖိစီးမှုတွေရောကြစေရုံကမကပြဿနာဖြည့်ရှင်းနိုင်စွမ်းဖို့ပါတိုးတက်စေလာပါတယ်ဒါအပြင်ပညာစွမ်းအားကိုမှတိုးလာတဲ့အပြင်တော့ညဘက်တင်မှာလည်းကောင်းမွန်စွာအိပ်ပျော်နိုင်စေလို့ပြန်လဲပြညာလိုက်ခြင်းဖြစ်ပါတယ်နော်တငယ်ချင်းရဲ့ကောင်းမြတ်မှာရောဘယ်လိုအကြောင်းအရာတွေကြောင့်ရှုပ်ထွေးမှုတွေကြုံနေရလဲစာမေးပွဲကြောင့်လားအလုပ်ကြောင့်လားဆက်ဆံရေးတွေကြောင့်လားဒါမှမဟုတ်ငွေရေးကြေးရေးအခြေအနေကြောင့်လားအဲ့ဒီလိုမျိုးတွေအကြောင်းမျိုးကြောင့်စိတ်ဖိစီးနေရင်တော့ဒီနည်းလမ်းလေးကိုစမ်းကြည့်လို့ရပါတယ်နော်တငယ်ချင်းတို့ရောဘယ်လိုစိတ်ဖိစီးမှုမျိုးကိုပြေလျှော့ခြင်းလဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်နော်တငယ်ချင်းတို့ရဲ့ comment လေးကိုမျှော်နေရင်ကပဲ
ဒီနီလန်လေးကြောင့်တငယ်ချင်းတို့ရဲ့စိတ်ဖြစ်စီမှုတွေပြေပြောင်းစေဖို့ဆုတောင်းပေးလိုက်ပါတယ်နော်စိတ်ဖြစ်စီနေတဲ့မိတ်ဆွေတငယ်ချင်းတွေရှိရင်လည်းပြန်လည်ဝင်မြပေးလိုက်လို့ရပါတယ်နော် podcast လေးရဲ့အဆုံးထိအတူတူရှိနေပေးတဲ့တငယ်ချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်တစ်ချိန်ထပ်တွေ့ကြရင်တော့ပိုပြီးငြင်းချမ်းလာတဲ့စိတ်လေးနဲ့ပြန်လာခဲ့ကြပါနော်အားလုံးပဲနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်နောက် podcast လေးမှာပြန်တွေ့ကြပါနော်အပြိုကြီးလူပြိုကြီးမဖြစ်ချင်သူများကတော့ like and subscribe လေးကိုနှိပ်သွားဖို့မမေ့ကြပါနဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်